မူပစ်ကပ်ပြီးတဲ့ YouTube Channel မှာကြိုဆိုပါရယ်။နေ့စဉ်စိတ်ဝင်စားစရာဇာတ်လမ်းများတင်ဆက်ပေးမှာမလို့ like and subscribe လေးလုပ်ထားဖို့မမေ့နဲ့နော်ဘေးနားမှာရှိတဲ့ခေါင်းလောင်းလေးကိုတီးခဲ့ပေးပါနော်။တောင်ကြီးကရွာငယ်လေးတစ်ရွာမှာဦးဘကောင်းဆိုတဲ့လယ်သမားတစ်ယောက်ရှိပါတယ်။သူပိုင်နာဆိုလို့တစ်နှစ်ပတ်လုံးရုံးကန်မှဝမ်းစာယုံသာရှိတဲ့လယ်ကွက်ငယ်လေးရဲ့ဇနီးဖြစ်သူခြံရိပ်ခဲ့တဲ့တစ်သားအိမ်စုပ်လေးရဲ့ပဲရှိတာပါဒါပေမဲ့ရွာမှာတခုခုဆိုအမြဲလက်မနှေးပဲကူညီတတ်သူမို့ဦးဘကောင်းလို့လူတိုင်းကချစ်ခင်ကြတယ်။ဒီနေ့မှာတော့တရွာလုံးအစာရေစာရှားပါနေတဲ့ဦးဘကောင်းမှလည်းနောက်ဆုံးကြံတဲ့စံတပီနဲ့ဟင်းအိုးလေးတစ်လုံးပဲရှိတော့တယ်။အဲ့ဒီအချိန်မှာပဲအိမ်ရှိကနေအတန်တုံတုံနဲ့တောင်းပန်တန်တစ်ခုကြားလိုက်ရတယ်။ဒီကအလှရှင်ဘိုက်စာလို့တခုခုကျွေးနိုင်မလားခမညာတဲ့ကြည့်လိုက်တော့အဝတ်အစားတွေမိုးရေတွေရွဲဆိုနေပြီးချမ်းလို့တုံနေတဲ့ခရီးသွားအဖိုးကိုတယောက်ဦးဘကောင်းဟာတုံဆိုင်မနေပဲသူ့အတွက်နောက်ဆုံးကြံတဲ့ထမင်းအိုးလေးကိုချကျွေးလိုက်ပါတယ်အဖိုးဝစားပါကျွန်တော်ကတော့အိပ်ပျော်သွားရင်မစားတော့ပါဘူးဆိုပြီးပြုံးပြုံးလေးပြောရှာတယ်အဖိုးအိုဟာထမင်းကိုစားနေရင်ဦးဘကောင်းရဲ့အိမ်ကတိုင်တွေအမိုးတွေကိုတေချာကြည့်နေခဲ့ပါတယ်နောက်တနေ့မနက်မှာတော့အဖိုးအိုကခရီးဆက်ဖို့ပြင်ပါတယ်ထွက်ခါနီးမှာအဖိုးအိုကအိတ်ကက်ထဲကနေသေးငယ်ပြီးမင်းနဲ့နေတဲ့တစ်စေသုံးစေကိုထုတ်ပေးပါတယ်ငါညီမင်းရဲ့စေတနာကိုအဖိုးတုံ့ပြန်ခြင်းနဲ့ဒီအစေသုံးစေကိုမင်းရဲ့အိမ်နောက်ဖေးမှာအတန်းလိုက်စိုက်ပါထားပေမဲ့တခုတော့မှတ်ထားတဲ့နေ့ကိုအစေတစေပဲအပင်ပေါက်လိုက်မယ်ဘလို့ပဲဖြစ်ဖြစ်မင်းရဲ့စေတနာကိုမမေ့ပါနဲ့လို့ပြောပြီးပျောက်ကွယ်သွားပါတယ်ဦးဘကောင်းဟာပထမဆုံးအစေကိုစိုက်လိုက်တယ်။နောက်နေ့မနေ့ရောက်တော့အပင်လေးပေါက်လာပြီးပန်းတွေပွင့်နေတယ်။အံ့ဩစရာကောင်းတာကအဲ့ဒီပန်းပွင့်တွေကနေငွေစင်တွေထွက်ကြလာတာပါပဲ။ဦးဘကောင်းဟာဝမ်းသာအားရနဲ့ရွာကစင်းရဲသားတွေကိုခေါ်ပြီးအလှူအတန်းတွေလှုပ်အကျွေးတွေဆက်ပေးလိုက်ပါတယ်။ဒုတိယနေ့မှာဒုတိယအစေကိုစိုက်လိုက်တော့အပင်ကနေရွှေတင်ကားတွေတီးလာပြန်တဲ့ရွာသားတွေဟာဦးဘကောင်းရဲ့ကံကောင်းမှုကိုအံ့ဩမဆုံးဖြစ်နေကြတော့တာပေါ့။တတိယမြောက်နေ့မှာတော့ဦးဘကောင်းဟာနောက်ဆုံးကြံတဲ့အစေကိုစိုက်ဖို့ပြင်နေပါတယ်။အဲ့ဒီအချိန်မှာပဲရွာထဲကလူယုံမာတယောက်ကဦးဘကောင်းခမားဒါကိုစိုက်ရင်အရင်ထက်ပိုချမ်းသာမှာပဲကျုပ်ကိုတဝက်ပေးမယ်လို့ပတိပေးမှစိုက်ပါလို့တပြလိုက်သလိုချင်းချောက်လာပါတယ်။ဦးဘကောင်းကအေးဆေးဆေးပဲဒီအစေတွေကငါအတွက်မဟုတ်ဘူးလိုအပ်နေတဲ့သူတွေအတွက်ပါလို့ပြောပြီးစိုက်လိုက်ပါတယ်တတိယအပင်ပေါက်လာတဲ့အခါမှာတော့ရွှေတွေငွေတွေထွက်မလာပဲကြည်လင်တဲ့ရေစမ်းတစ်ခုထွက်လာပါတယ်အဲ့ဒီရေစမ်းဟာဘယ်တော့မှမခန်းချောက်ပဲရွာသူရွာသားတွေစိုက်ပျိုးရေးအတွက်အသက်သွေးကြောဖြစ်သွားပါတော့တယ်အဖိုးအိုဟာပြန်ပေါ်လာပြီးငွေနဲ့ရွှေကိုမင်းကသူတစ်ပါးအတွက်သုံးခဲ့တယ်လို့အများအတွက်အမြဲတမ်းအကျိုးရှိမဲ့ဒီရေစမ်းကိုရွေးချယ်ခဲ့တဲ့မင်းရဲ့စိတ်ထားကြောင့်မင်းဟာဒီရွာရဲ့အလေးစားရဆုံးတထေးကြီးဖြစ်ရမယ်လို့ကောင်းချီးပေးခဲ့ပါတယ်။ဦးဘကောင်းဟာရွှေငွေတွေထက်တန်ဖိုးရှိတဲ့ရွာသားတွေရဲ့မေတ္တာနဲ့ထာဝရဆိုပြီးနေတဲ့လယ်ကွင်းတွေကိုပိုင်ဆိုင်ခွင့်ရပြီးပျော်ရွှင်စွာနေထိုင်သွားပါတော့တယ်။